ဒီနေ့ unboxing လုပ်ပြီးမယ် item လေးကတော့ဖြင့်ရှန့် BRC လေးပဲဖြစ်ပါတယ်ဒီကောင်လေးကတော့အစ်စ်ထွက်လာတဲ့ BRC လေးဖြစ်ပါတယ်เนาะညီလေးဖုန်းကလာနေကဲဒီရှန့်လေးကတော့ဖြင့်เนาะတိတ်မကြခင်ကမှအစ်စ်ထွက်ထားတဲ့ရှန့်လေးပါသူကဒီလိုမျိုးကျွတ်ကျွတ်အိတ်နဲ့လာပါတယ်ဂျပန်ပစ္စည်းလေးမှာကျွတ်ကျွတ်အိတ်နဲ့လာပါတယ်တေချာကြည့်လိုက်ပါခင်ဗျာပြီးတော့အထက်ကဥနှလုံးအောင်မဟုတ်ပါဘူးအထက်ကအပြားနှစ်ပြားမြန်ထုတ်ဒီကောင်အပြားအပြားနှစ်ပြားအဲ့ဒီအပြားနှစ်ပြားဟိုဓာတ်နဲ့လီရောဒီမှာကက်ကြီးရောနော်အပြားနှစ်ပြားကိုကက်ကြီးနဲ့ဓာတ်နဲ့လီရတယ်ပြီးရင်အထက်အပြားတစ်ပြားကိုထုတ်ပါတယ်နော်အပြားတစ်ပြားကိုဓာတ်နဲ့ထပ်လီပါတယ်နော်အထက်မှာဓာကြီးနဲ့အဖက်ကြီးနဲ့ပါလာပါတယ်ခင်ဗျာဓာကြီးနဲ့အဖက်ကြီးကိုကျွတ်အိတ်လေးကိုကန်လိုက်ပါတယ်အဲ့ရမရိုင်းနဲ့ဗီဒီယိုမှာမလုပ်နဲ့အကောင်းပြောကလေးကြည့်ဓာလေးကိုကျွတ်အိတ်ဟိုမဟုတ်ဓာလေးကိုကျွတ်အိတ်ကိုဖြဲဖောက်ပါတယ်ဖြဲဖောက်တော့ဖွင့်ကြည့်ရမပွင့်ပါဘူးဖြစ်ကမှနောက်တစ်ခါထပ်လီးပါတယ်ထပ်လီးပါတယ်မပွင့်လာဘူးနောက်တစ်ခါထပ်လီးပါတယ်ပွင့်သွားပါပြီဒီနေ့ကတော့ဖြင့်ကျွန်တော်တို့ရှန့်ကိုဆက်ပေးမှဖြစ်ပါတယ်ကျွတ်အိတ်ဖောက်တာတော့မထည့်ပါနဲ့တော့ကွာချက်ရက်လိုက်ရုပ်ရိုက်ပြလိုက်ရိုက်တော့မှာလားကဲဒါလေးကတော့ဖြင့်ရှန့်ကတော့ဖြင့်သူ့ရဲ့အင်ဂျီအယောင်ကတော့ဆိုနက်လေးပေါ့နော်အထဲမှာအရင်ကဘာရှင်းနဲ့မတူတာကတော့တေချာပြပေးလိုက်ဟိုဘက်နော်အင်ဂျီမှာပန်းရောင်လေးတွေပါပါတယ်ရှန့်ရဲ့အနီရောင်လိုပန်းရောင်ဟာလေးလိုပါပါတယ်ပြီးရင်တက်လိုက်ပါပြီပြီးရင်ဟုတ်တယ်မှန်တယ်ဟုတ်ဓာတ်ထောက်အင်းဒါပြီးရင်လက်ကလေးကိုတက်ပါမယ်လက်ကလေးရဲ့အဖက်လေးကိုပြပေးလိုက်ပါဦးခင်ဗျာလက်ကလေးရဲ့အဖက်လေးပြပေးလိုက်ပါဦးခင်ဗျာဆောင်းရံ6000နဲ့ဒီလိုမျိုးအဖက်ဖုန်ဖန်နဲ့ကဆောင်းရံမိုက်ပါတယ်ကျွန်တော်ဒီကောင်ကိုကျွန်တော်အမျက်ကိုဟိုဒီကောင်ကကျွန်တော်အရင်ကို9500ရှိပါတယ်ကျွန်တော်အမျက်ကို9000ယူထားပါတယ်ဒီလောက်မှပဲကျွန်တော်ပါဆယ်ထုတ်ခါက1000ကျော်1500လောက်ကြာကျွန်တော် service ခါကဘာညာတရကာနဲ့ဆိုရင်3500လောက်ကြာမှကျွန်တော်အတွက်အဆင်ပြေပါမယ်နော်ဒါတော့ကျွန်တော်ရှင်းပြနေရတယ်လဲပြပေးနေရတာလဲဒါဒီအတွက်အကျိုးမြတ်လေးတွေပါခင်ဗျာနော်ဒီလောက်ယူတာမများတော့ဘူးထင်ပါတယ်ခင်ဗျာဒါလေးစတန်ဖင်နဲ့ထိုးထဲပါတယ်ခင်ဗျာဖင်နဲ့ထိုးထဲမဝင်ပါဘူးခင်ဗျာအတင်းထိုးထဲပါတယ်ခင်ဗျာတရွေးလေးဆိုပြီးထိုးထဲပါပါတယ်ခင်ဗျာအေးရုပ်ရောမမွေပါဘူးခင်ဗျာနော်ကိုယ်ရွေးဆိုတာတွေးလိုက်လို့ပါခင်ဗျာဒါတော့နောက်ဆုံးပိုရှာလေးပါခင်ဗျာနောက်ဆုံးပိုချာလေးကိုဆွတ်ပါတယ်ခင်ဗျာဆွတ်တာမဝင်ပါဘူးခင်ဗျာအားနဲ့မှန်နဲ့ဆွတ်ပါတယ်ခင်ဗျာမဝင်ပါဘူးခင်ဗျာတေချာကြည့်ပြီးဆွတ်ပါတယ်ခင်ဗျာထည့်ပါတယ်ခင်ဗျာအဖက်ဒီလေးတွေပြပေးပါမယ်ခင်ဗျာသူရဲ့အဖက်ကတော့အင်ဂျီမာကတော့အနီရောင်တန်းပါတယ်ခင်ဗျာအင်ဂျီအပေါ်ပဲရိုက်ပြပြီလားအင်ဂျီပေါ်ပဲရိုက်ပြပြီလားအနီကကြီးဇုံးရင်းဖြစ်တယ်အင်ဂျီမဟုတ်လေဟိုဟာသူ့ရဲ့ဝင်းယုံမှာအနီဖောက်တာဟုတ်တယ်နော်ဝင်းယုံမှာအနီဖောက်တာပြီအဖက်ကအကြီးနော်အကြီးဟာကြီးရမှာပြီးရောခြေထောက်တွေမှာအနီပါသေးရဲ့နော်ဒီအမွှေးလေးကတောက်လေးပါသေးရဲ့ဟော error ပါတယ်နော်ဘာမှမပါဘူးသူက error လေးဖြစ်နေပါတယ်ခင်ဗျာဒီ error ဖြစ်နေတဲ့အတွက်ကြောင့်သူ amount လောက်ပြီးတော့6000ပေးပြီးတော့3000နဲ့ရောင်းပါမယ်ခင်ဗျာသူ့ရဲ့ channel လေးတွေမှာတွားရောက်ဝယ်ယူလို့ရပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ထမင်းစားဆိုင်သိမ်းသူဆိုင်မှာကမ္ဘာတစ်ခုဖြစ်တာလမ်းနော်ပေါ်ပါလေပေါ်ပါအင်းကြီးလေးပြရလိုက်ဒီရောက်တန်းလေးပြရလိုက်ဒါပဲဒီနေ့